ကျွန်တော်တပည့်မလေးတယောက်ဝယ်ခဲ့တဲ့ကြောက်လေးကိုပြင်ဖို့ကြည့်နေပါဗျာကြောက်တစ်ခုကိုပြင်ဖို့ကြည့်တဲ့အခါမှာဆိုရင်အရေးကြီးတာကဒီကြောက်ရဲ့အားတာချက်အားနည်းချက်ပေါ့နော်သူကဘယ်နေရာတွေမှာအားနည်းမှဘယ်နေရာအားတာချက်ရှိလဲတဲ့ကြည့်ရမယ်ကြောက်ရဲ့အားတာချက်ကတော့ဗျာသူကအရေးမျိုးရည်လေးရှိတယ်ပေါ့နော်အရေးလေးကနောက်တစ်ခုကသူကအရေးကျိုးမြင်ကိုသူကခင်းကျိုးခေါ်တာပေါ့နော်ကျိုးကိုခင်းပြီးမှယူထားတဲ့တွေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကြောက်ကသူ့ရဲ့ကာလာနည်းနည်းရိတ်တာပေါ့နော်ဆိုတော့နည်းနည်းရိတ်တယ်နည်းနည်းအပြာခတ်နေတရားနော်ဝါရီလိုတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုပြင်ဖို့ကြည့်တယ်အားတာချက်ကတော့ကြောက်လေးကတော့မော့ဆော့လေးပေါ့နော်တွေးထားတဲ့ပုံစံလေးကောင်းပါလားဒါပေမဲ့လိသားနှခမ်းမပြတ်ဘူးလောင်ပြီးမှတွေးထားတယ်ကာလာကိုလောင်ထားတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီဟာကိုပြင်တဲ့အခါမှာကြောက်ရအားနည်းချက်တွေကိုကျွန်တော်ကြည့်ရမယ်အားနည်းချက်ကြည့်တဲ့အခါမှာကြောက်မှအနာပါတယ်ဆိုတော့ကြောက်တစ်ခုကပေါ်လိသားနှခမ်းကိုခုံထားတဲ့ခါကျတော့လိသားနှခမ်းကိုကျွန်တော်တို့ပြင်ဖို့ရည်ရွယ်တယ်ဒါပေမဲ့လိသားနှခမ်းကိုဝဲလိုက်ပြီဆိုတာနဲ့ကြောက်ကမျိုးခေါ်တွေးတာပေါ့နော်မျိုးတန်းပွင့်လာအောင်တွေးမယ်အဲ့တော့ကြည့်တဲ့အရာလေးကတော့လင်းလာမယ်ဒါပေမဲ့အနာပေါ်လာနိုင်ချေရှိတယ်အဲ့တော့သူ့ရဲ့ကြောက်ကိုကျွန်တော်တို့ကအပေါ်ဘက်ကိုပြင်မလားအောက်ဘက်ကိုပြင်မလားဆိုတဲ့ဒီအပြည့်ကိုတွေးရမယ်အောက်ဘက်မှာလည်းသူကလောင်ပြီးမှတွေးတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဒီလိုကြောက်မျိုးကိုအပေါ်ဘက်ကနေပြီးမှပြင်မယ်ဆိုလို့ရှိရင်သိချတယ်ခါတော့ကျွန်တော်ပြောတဲ့အဲ့အနာဟာချင်းနေပေါ်လာမှာပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒါကိုမပြင်ပဲနဲ့ကျွန်တော်တို့ကသူ့ကိုအပေါ်ဘက်အချမ်းတက်ကိုအောက်ဘက်ချမ်းကိုပြင်ဖို့စဉ်းစားရတာပေါ့နော်ဆိုတော့ကြောက်ကိုကျွန်တော်ပြင်ပါမယ်အခုဒီ post ကတော့ဗျာကြောက်တစ်ခုကိုပြင်ဖို့တုံးတက်တဲ့အခါမှာဒီမှာအနာလေးရှိတယ်အဲ့လိုအနာလေးရှိတဲ့အခါမှာကျွန်တော်တို့ကြောက်ကိုပြင်တဲ့အခါမှာအများကြီးစဉ်းစားရတယ်ဘာလဲဆိုတော့ကြောက်ကပြင်ချက်မားရင်အပြင်မတက်ဘူးဆိုရင်ပြင်ပြီးမှပြတ်သွားတဲ့ကြောက်ရှိတာပေါ့နော်အဲ့တော့မပြင်ခင်မှာဒီကြောက်မှာအားနည်းချက်ကပါတယ်အားတာချက်ကပါတယ်ဒီမှာယုနာရှိသလားအနပုံးရှိသလားဆိုကြပါစို့အသားကြည်နေတယ်အထက်မှာအသားကြည်တယ်ဆန်ထိုးနေတယ်အဲ့ဒီအရာတွေပေါ်သွားနိုင်ရှိသလားအပေါ်ပိုင်းကိုပြင်မလားသူဒီမဟုတ်ရင်အောက်ပိုင်းကိုပြင်မလားဒီအရာကိုစပြီးမှကောင်းကောင်းဆုံးဖြတ်ရပါမယ်နောက် post ခုမှကျွန်တော်ဒီကြောက်လေးကိုပြင်ပြီးမှသူ့ရဲ့နော်ပြောင်းလဲတဲ့ပုံစံလေးကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်ကြောက်ကိုကြည့်ပါစောင်းထောက်ပြီးမှလောင်တွေးထားတယ်လို့ခေါ်တာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်